အားလုံးပဲမင်္ဂလာပါခင်ဗျာစစောကိုရီးယားကနေကြိုဆိုလိုက်ပါတယ်ဒီနေ့လီလာရမှာကတော့ဘန်ဒေမာလို့ခေါ်တဲ့စန့်ကျင်ဘက်စာလုံးဖြစ်ပါတယ်ဒီစန့်ကျင်ဘက်စကားလုံးတွေကိုသိထားရင်စိုင်းပွဲမှာလည်းအထောက်အကူဖြစ်ပါတယ်နော်လက်တွေ့ဘဝမှာလည်းအသုံးဝင်တဲ့စာလုံးတွေဖြစ်ပါတယ်ဒါကြောင့်များများဖတ်ထားနားထောင်ထားဖို့လိုပါတယ်ဒီဘန်ဒေမာဒီစာလုံးတွေကိုကိုကွယ်ပြပြသိအောင်အယောင်လေးတွေနဲ့ပြထားပါတယ်တကယ်စန့်ကျင်ဘက်စာလုံးတွေကိုပြရအောင်နဲ့ပြထားပါတယ်ဒါဆိုရင်ကြည့်အောင်ဂါထာသွားသည်ဂါထာသွားသည်ဆိုရင်အိုသာလာသည်အိုသာလာသည်ဂါထာသွားသည်အိုသာလာသည်နောက်စာလုံးတစ်လုံးဣတာရှိသည်ဆိုရင်အော့တာမရှိပါဣတာရှိသည်ဆိုရင်အော့တာမရှိပါဣတာရှိသည်အော့တာမရှိပါနောက်စာလုံးတစ်လုံးအားတာတိတိဆိုရင်မိုရုတာမတိပါအားတာတိတိဆိုရင်မိုရုတာမတိပါအားတာတိတိမိုရုတာမတိပါနောက်စာလုံးဂျူတာပေးသည်ဆိုရင်ဒတ်တာယူသည်ဂျူတာပေးသည်ဆိုရင်ဒတ်တာယူသည်ဂျူတာပေးသည်ဒတ်တာယူသည်နောက်တစ်လုံးကတ်တာတူညီသည်ဆိုရင်ဓာရုတာကွဲပြားသည်ကတ်တာတူညီသည်ဆိုရင်ဓာရုတာကွဲပြားသည်ကတ်တာတူညီသည်ဓာရုတာကွဲပြားသည်နောက်တစ်လုံးစာတာဝယ်သည်ဆိုရင်ဖားတာရောင်းသည်စာတာဝယ်သည်ဆိုရင်ဖားတာရောင်းသည်စာတာဝယ်သည်ဖားတာရောင်းသည်နောက်စာလုံးတစ်လုံးခစ်တာကြီးသည်ဆိုရင်ဂျတ်တာသေးသည်ခစ်တာကြီးသည်ဆိုရင်ဂျတ်တာသေးသည်ခစ်တာကြီးသည်ဂျတ်တာသေးသည်နောက်တစ်လုံးတော့တာပူသည်ဆိုရင်ချွတ်တာအေးသည်တော့တာပူသည်ဆိုရင်ချွတ်တာအေးသည်တော့တာပူသည်ချွတ်တာအေးသည်နောက်တစ်လုံးသူကော့တာပူသည်ဆိုရင်ခြာတာခြာကပ်တာအေးသည်သူကော့တာပူသည်ဆိုရင်ခြာတာခြာကပ်တာအေးသည်သူကော့တာပူသည်ခြာတာသို့မဟုတ်ခြာကပ်တာအေးသည်ဒီအပေါ်ကတော့တာနဲ့ချုပ်တာကရာသီဥတုကပူတယ်ရာသီဥတုကအေးတယ်လို့ပြောတဲ့အခါမှာကိုကဒီစိတ်ထဲမှာဒီလိုခံစားမှုကိုခံစားလိုက်ရတဲ့အခါမှာသုံးတဲ့ meaning ဖြစ်ပါတယ်အောက်ကဒီသူကော့တာနဲ့ခြာတာခြာကပ်တာကကိုယ်တိုင်လက်နဲ့ဥပမာတစ်ခုခုအဲ့လိုထိတွေ့တဲ့အခါမှာပူတယ်အဲ့လိုအထိအတွေ့ပါတဲ့ဟာကိုသုံးတဲ့အခါမှာဒီ meaning ကိုအသုံးပြုပါတယ်နော်နောက်စာလုံးကြည့်အောင်မန်သာများသည်ဆိုရင်ကြောက်တာနေသည်မန်သာများသည်ဆိုရင်ကြောက်တာနေသည်မန်သာများသည်ကြောက်တာနေသည်နောက်တစ်လုံးဒူတာဝင်သည်ဆိုရင်နာတာထွက်သည်ဒူတာဝင်သည်ဆိုရင်နာတာထွက်သည်ဒူတာဝင်သည်နာတာထွက်သည်ဒီနေရာမှာအိုဒါတို့ဂါထာတို့ကိုပေါင်းလို့ရတယ်ပေါ့နော်ဥပမာဒူရောအိုဒါဒူရောဂါထာဆိုရင်ဝင်လာသည်ဝင်သွားသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်နာတာကိုလည်းအိုဒါဂါထာနဲ့ပေါင်းလို့ရပါတယ်နာအိုဒါနာဂါထာနာအိုဒါဆိုရင်ထွက်လာသည်နာဂါထာဆိုရင်ထွက်သွားသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့လိုပေါင်းပြီးတော့လာရင်လည်းကိုသိရမှာဖြစ်ပါတယ်နော်နောက် meaning တစ်လုံးကိုကြည့်အောင်နော်တာကျဲသည်ဆိုရင်
좁다 찐디 넓다 제디 소인 좁다 찐디 넓다 제디 좁다 찐디 나우살로 쉽다 뢰디 소인 어렵다 컷디 쉽다 뢰디 소인 어렵다 컷디 쉽다 뢰디 어렵다 컷디 나우들로 길다 쉐디 소인 짧다 로디 길다 쉐디 소인 짧다 로디 길다 쉐디 짧다 로디 나우들로 짜다 냔디 소인 싱겁다 뻗디 짜다 냔디 소인 싱겁다 뻗디 짜다 냔디 싱겁다 뻗디နောက်စာလုံးကိုကြည့်အောင်달다 초디 달다 초디ရဲ့စံကျင်ဘက်ကခါးတီလည်းဖြစ်နိုင်တယ်လို့ချင်းတီလည်းဖြစ်နိုင်တယ်စက်တီလည်းဖြစ်နိုင်ပါတယ်နော်သူပေးထားတဲ့စာလုံးပေါ်မူတည်ပြီးတော့ဘောတစ်ခုခုကိုစံကျင်ဘက်စာလုံးအနေနဲ့ရွေးပေးရမှာဖြစ်ပါတယ်နော်ဒါကြောင့်စာလုံးကိုမှတ်တဲ့အခါမှာ달다တွေ့ရင်အသွေးမတိန်ဒီစစ်တာလာမယ်လို့မှတ်ထားလို့မရပါဘူးနော်ဇာတ်ဘက်မှာကသူပေးထားတဲ့စာလုံးကိုမူတည်ပြီးတော့စံကျင်ဘက်ဖြစ်တဲ့စာလုံးကိုရွေးပေးရမှာဖြစ်ပါတယ်နော်ဒါကြောင့်달다ဆိုရင်ချိုသည်သူရဲ့စံကျင်ဘက်ကစစ်တာခါသည်သို့မဟုတ်ရှိတာချင်းသည်သို့မဟုတ်မက်တာစက်သည်နောက်တစ်လုံးနစ်တာနောက်ကျသည်ဆိုရင်이르다 소디 늦다 나우짜디 소인 이르다 소디 늦다 나우짜디 이르다 소디 나우살로 지ao 입다 웃디 소인 벗다 춥디 입다 웃디 소인 벗다 춥디 입다 웃디 벗다 춥디နောက်တစ်လုံးဥတ္တာရေဒီဆိုရင်ဥဒါငိုဒီဥတ္တာရေဒီဆိုရင်ဥဒါငိုဒီဥတ္တာရေဒီဥဒါငိုဒီအန္တာထိုင်ဒီဆိုရင်သောတာရက်ဒီအန္တာထိုင်ဒီဆိုရင်သောတာရက်ဒီ안다 타인디 소다 예띠 나들로 열다 다가 푼디 소인 답다 다가 빼디 열다 다가 푼디 소인 답다 다가 빼디 열다 다가 푼디 답다 다가 빼디 디 열다 답다가တကားအဖွင့်အပိတ်လောက်တဲ့နေရာမှာသုံးတဲ့မီနင်းဖြစ်တဲ့အတွက်ဒီနေရာမှာတကားဖွင့်သည်တကားပိတ်သည်လို့ရေးထားတာဖြစ်ပါတယ်နော်ယောတာဖွင့်သည်တပ်တာပိတ်သည်ဖြစ်ပါတယ်သူကတကားမှာအဖွင့်ပိတ်မှာလောက်တဲ့အခါသုံးတဲ့မီနင်းဖြစ်လို့တကားတဲ့မရောအောင်လို့တကားကိုထည့်ရေးထားတာဖြစ်ပါတယ်ယောတာတကားဖွင့်သည်တပ်တာတကားပိတ်သည်ဖြစ်ပါတယ်နောက်တစ်လုံး켜다 또뭐 투다 켜다 또뭐 투다 클럭 푼디 또의 산점배 살롱가 끄다 클럭 베디 켜다 투다 클럭 푼디 소인 끄다 클럭 베디 켜다 투다 클럭 푼디 소인 끄다 클럭 베디 켜다 투다 클럭 푼디 끄다 클럭 베디 디가 아픈 에페 살롱 미는 자로 켜다 투다 와 클럭 되고 아픈 에페 လုပ်တဲ့အခါမှာသုံးတဲ့ meaning ဖြစ်ပါတယ်ဒါကြောင့်ခလုတ်ဖွင့်ဒီခလုတ်ပိတ်ဒီလို့မြန်မာလိုရေးပေးထားတာဖြစ်ပါတယ်ဒီနှစ်ခုကိုရောလို့မရပါဘူးဒါကြောင့်မြန်မာလိုတစ်ခါတည်းပြတ်ကြက်ရင်
ဒီ meaning တွေကဘယ်မှာအသုံးပြုလို့ရတယ်ဆိုတာကိုတစ်ခါတည်းတွဲမှတ်လို့ရမှာဖြစ်ပါတယ်နောက်တစ်လုံးကြည့်အောင်높다မြင့်သည်ဆိုရင်낮다နိမ့်သည်높다မြင့်သည်ဆိုရင်낮다နိမ့်သည်높다မြင့်သည်낮다နိမ့်သည်နောက်တစ်လုံး깊다နတ်သည်ဆိုရင်얕다တိမ်သည်깊다နတ်သည်ဆိုရင်얕다တိမ်သည်깊다နတ်သည်얕다တိမ်သည်နောက်တစ်လုံး멀다ဝေးသည်ဆိုရင်가깝다နီးသည်멀다ဝေးသည်ဆိုရင်가깝다နီးသည်멀다ဝေးသည်가깝다နီးသည်နောက်တစ်လုံး오르다တက်သည်ဆိုရင်내리다ဆင်းသည်오르다တက်သည်ဆိုရင်내리다ဆင်းသည်ဒီမှာလဲ오다နဲ့가다ကိုပေါင်းလို့ရပါတယ်오라 가다ဆိုရင်တက်သွားသည်오라 오다ဆိုရင်တက်လာသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်내려 가다ဆိုရင်ဆင်းသွားသည်내려 오다ဆိုရင်ဆင်းလာသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့လို오다 가다ရဲ့ကိုတွဲပြီးတော့ပေါင်းထားရင်လေဟိုကစန့်ကျင်ဘက်စာလုံးကိုတစ်ခါတည်းရွေးတက်အောင်သိထားဖို့လိုပါတယ်နောက်စာလုံးကိုဆက်ကြည့်အောင်사다ဈေးချိုသည်비싸다ဈေးကြီးသည်사다ဈေးချိုသည်비싸다ဈေးကြီးသည်사다ဈေးချိုသည်비싸다ဈေးကြီးသည်받다လင်းသည်ဆိုရင်어둡다မောင်သည်받다လင်းသည်ဆိုရင်어둡다မောင်သည်받다လင်းသည်어둡다မောင်သည်နောက်စာလုံး죽다သေသည်ဆိုရင်살다ရှင်သည်죽다သေသည်ဆိုရင်살다ရှင်သည်죽다သေသည်살다ရှင်သည်နောက်တစ်လုံး막다ကြည်လင်သည်흐르다အုပ်မိုင်းသည်막다ကြည်လင်သည်흐르다အုပ်မိုင်းသည်막다ကြည်လင်သည်흐르다အုပ်မိုင်းသည်နောက်တစ်လုံး막다မှန်သည်틀리다မှားသည်막다မှန်သည်틀리다မှားသည်막다မှန်သည်틀리다မှားသည်နောက်တစ်လုံးကြည့်အောင်얕다ပါသည်ဆိုရင်두껍다ထူသည်얕다ပါသည်ဆိုရင်두껍다ထူသည်얕다ပါသည်두껍다ထူသည်နောက်စာလုံးဖြောတာဖြန့်သည်ဆိုရင်သူ့ရဲ့စန့်ကျင်ဘက်စာလုံးနှလုံးရှိပါတယ်မားတာလိတ်သည်접다ခောက်သည်ဖြောတာဖြန့်သည်သူ့ရဲ့စန့်ကျင်ဘက်ကမားတာလိတ်သည်접다ခောက်သည်ဖြောတာဖြန့်သည်မားတာလိတ်သည်접다ခောက်သည်နောက်တစ်လုံးကြည့်အောင်이기다နိုင်သည်ဆိုရင်ကြည်တာရှုံးသည်이기다နိုင်သည်ဆိုရင်ကြည်တာရှုံးသည်이기다နိုင်သည်ကြည်တာရှုံးသည်နောက်တစ်လုံး밀다တွန်းသည်ဆိုရင်당기다ဆွဲသည်밀다တွန်းသည်ဆိုရင်당기다ဆွဲသည်밀다တွန်းသည်당기다ဆွဲသည်နောက်တစ်လုံး끈다ဖြတ်သည်ဆိုရင်잇다ဆက်သည်끈다ဖြတ်သည်ဆိုရင်잇다ဆက်သည်끈
끊다 폈디 있다 섰디နောက်တစ်လုံးပုတ်တာထိုးဆိုင်သည်ဆိုရင်ပုတ်တာဆွဲနှုတ်သည်ကုတ်တာထိုးဆိုင်သည်ပုတ်တာဆွဲနှုတ်သည်ပုတ်တာထိုးဆိုင်သည်ပုတ်တာဆွဲနှုတ်သည်နောက်တစ်လုံးအော်တာအရေးခဲသည်ဆိုရင်နှုတ်တာအရေးပြောသည်အော်တာအရေးခဲသည်နှုတ်တာအရေးပြောသည်အော်တာအရေးခဲသည်နှုတ်တာအရေးပြောသည်နောက်စာလုံးကိုဆက်ပြီးကြည့်ရအောင်တဲဥတာအပူပေးသည်ဆိုရင်ရှစ်ခီတာအေးခံသည်တဲဥတာအပူပေးသည်ဆိုရင်ရှစ်ခီတာအေးခံသည်တဲဥတာအပူပေးသည်ရှစ်ခီတာအေးခံသည်နောက်တစ်လုံးဘွန်းဒဲရကမ်ဒါပတ်တီစီသည်ဆိုရင်ဘွန်းဒဲရဖူဒါပတ်တီဖြီသည်ဘွန်းဒဲရကမ်ဒါပတ်တီစီသည်ဆိုရင်ဘွန်းဒဲရဖူဒါကပတ်တီဖြီသည်ဘွန်းဒဲရကမ်ဒါပတ်တီစီသည်ဘွန်းဒဲရဖူဒါပတ်တီဖြီသည်ဒီနေရာမှာဖူဒါကဖြီသည်ပေါ့နော်ပတ်တီဆိုရင်ပတ်တီဖြီသည်နောက်တစ်လုံးကြည့်အောင်နက်ထိုင်ရမေတာနက်တိုင်စီးသည်လေစည်းပေါ့နော်နက်တိုင်ကိုလေစည်းလို့လည်းပြောပါတယ်နက်ထိုင်ရမေတာဆိုရင်နက်တိုင်စီးသည်နက်ထိုင်ရဖူဒါဆိုရင်နက်တိုင်ကိုဖြီသည်ပေါ့နော်နက်ထိုင်ရမေတာနက်တိုင်စီးသည်နက်ထိုင်ရဖူဒါနက်တိုင်ဖြီသည်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်လုံးကိုကြည့်အောင်နာဆာရဂျိုအီဒါတဲ့ဝတ်ဦးကြက်သည်ဆိုရင်ဒီဂျိုအီဒါရဲ့ဆန့်ကျင်ဘက်ကဖူးတာဖြစ်ပါတယ်နာဆာရဖူးတာဆိုရင်ဝတ်ဦးဖြီသည်ဝတ်ဦးကြက်သည်ရဲ့ဆန့်ကျင်ဘက်ကဝတ်ဦးဖြီသည်ဖြစ်တဲ့အတွက်ကြောင့်နာဆာရဂျိုအီဒါဆိုရင်နာဆာရဖူးတာနာဆာရဂျိုအီဒါဝတ်ဦးကြက်သည်ဆိုရင်နာဆာရဖူးတာဝတ်ဦးကိုဖြီသည်နာဆာရဂျိုအီဒါဝတ်ဦးကြက်သည်နာဆာရဖူးတာဝတ်ဦးဖြီသည်နောက်တစ်လုံးတန်ချူရဂျမ်ကူတာသို့မဟုတ်တန်ချူရချေဦးတာဒီပေကကျေသည်တက်သည်ဆိုတဲ့အိဗယ်ဖြစ်ပါတယ်ဒီဂျမ်ကူတာချေဦးတာဆန့်ကျင်ဘက်ကဖူးတာဖြစ်ပါတယ်တန်ချူရဖူးတာဆိုရင်ကျေသည်ကိုဖြုတ်သည်ဆိုတဲ့အိဗယ်ဒါဆိုရင်တန်ချူရဂျမ်ကူတာသို့မဟုတ်တန်ချူရချေဦးတာကျေသည်တက်သည်ဆိုရင်တန်ချူရဖူးတာကျေသည်ဖြုတ်သည်နောက်တစ်လုံးကြည့်အောင်ကန်ဒန်ဟာတာရိုးရှင်းသည်ဆိုရင်ပိုဂျပ်ဟာတာရှုပ်ထွေးသည်ကန်ဒန်ဟာတာရိုးရှင်းသည်ဆိုရင်ပိုဂျပ်ဟာတာရှုပ်ထွေးသည်ကန်ဒန်နာတာရိုးရှင်းသည်ပိုဂျပ်ဟာတာရှုပ်ထွေးသည်နောက်တစ်လုံးကြည့်အောင်ရှီဂျက်ခါတာစတင်သည်ဆိုရင်ကစ်နာတာပြီးဆုံးသည်ရှီဂျက်ခါတာစတင်သည်ကစ်နာတာပြီးဆုံးသည်ရှီဂျက်ခါတာစတင်သည်ကစ်နာတာပြီးဆုံးသည်နောက်တစ်လုံးစောင်းကုန်းဟာတာအောင်မြင်သည်ဆိုရင်ရှိဖယ်ဟာတာကြဆုံးသည်စောင်းကုန်းဟာတာအောင်မြင်သည်ဆိုရင်ရှိဖယ်ဟာတာကြရှုံးသည်စောင်းကုန်းဟာတာအောင်မြင်သည်ရှိဖယ်ဟာတာကြရှုံးသည်နောက်စာလုံးကိုကြည့်အောင်စရောကြည်တာလဲကြသည်ဆိုရင်ဤရောနာတာထသည်စရောကြည်တာလဲကြသည်ဆိုရင်ဤရောနာတာထသည်စရောကြည်တာလဲကြသည်ဤရောနာတာထသည်နောက်စာလုံးကိုကြည့်အောင်ဂျေဦးတာ
တိတ်သည်ဆိုရင်ကဲဥသာနိုးသည်ကျဲဥသာစိတ်သည်ဆိုရင်ကဲဥသာနိုးသည်ကျဲဥသာတိတ်သည်ကဲဥသာနိုးသည်တိတ်သည်ဆိုတာကကလေးပေါ့နော်ကလေးကိုအိတ်အောင်တိတ်တယ်ကလေးတိတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကျဲဥသာတိတ်သည်သူရဲ့ဆန့်ကျင်ဘက်ကကဲဥသာနိုးသည်နောက်တစ်လုံးကိုကြည့်အောင်ပါရုဒာမြန်သည်သူနဲ့တူတဲ့စာလုံးကကုဖာတာအလင်းလို့သည်ပေါ့နော်ဆန့်ကျင်ဘက်ကနုရီတာနေသည်နုကုထာတာစိတ်အေးလက်အေးလို့သည်ပါရုဒာမြန်သည်ကုဖာတာအလင်းလို့သည်ဆန့်ကျင်ဘက်ကနုရီတာနေသည်နုကုထာတာစိတ်အေးလက်အေးလို့သည်ဒီမှာပါရုဒာရဲ့ဆန့်ကျင်ဘက်ကနုရီတာနေသည်လည်းဟုတ်တယ်လို့နုကုဟာတာစိတ်အေးလက်အေးလို့သည်ဆိုတဲ့ဒီစာလုံးလည်းဟုတ်ပါတယ်စာမျက်နှာမှာပါရုဒာနဲ့နုရီတာပေးထားရင်သို့မဟုတ်နုကုဟာတာပေးထားရင်လည်းဖြစ်နိုင်ပါတယ်သူပေးထားတဲ့စာလုံးပေါ်မူတည်ပြီးစန့်ကျင်ဘက်ဖြစ်တဲ့စာလုံးကိုရွေးပေးရမှာဖြစ်ပါတယ်နော်ပါရုဒာဉာဏ်သည်ကုဖာတာအလင်းလို့သည်စန့်ကျင်ဘက်ကနုရီတာနှေးသည်နုကုထာတာစိတ်အေးလက်အေးလို့သည်နောက်စာလုံးမုက္တာ질문하다 묵다 질문하다 대배가 매디 아승이 또의 산전배가 피해디 대답하다 피해디 묵다 질문하다 매디 대답하다 피해디 묵다 질문하다 매디 대답하다 피해디နောက်တစ်လုံးကြည့်အောင်ဂောဘူဟာတာသို့မဟုတ်ဂောဇောဟာတာညင်းဆိုသည်ဂောဘူဟာတာသို့မဟုတ်ဂောဇောဟာတာညင်းဆိုသည်သူရဲ့ဆန့်ကျင်ဘက်ကဟောယုံဟာတာသို့မဟုတ်ဟောရက်ခါတာခွင့်ပြုသည်ဟောယုံဟာတာသို့မဟုတ်ဟောရက်ခါတာခွင့်ပြုသည်ဂောဘူဟာတာပေးပြီးတော့ဟောယုံဟာတာကိုရှာခိုင်းတာလည်းဖြစ်နိုင်တယ်လို့ဟောရက်ခါတာကိုရှာခိုင်းတာလည်းဖြစ်နိုင်ပါတယ်။သူပေးထားတဲ့စာလုံးပေါ်မူတည်ပြီးတော့ကိုကရွေးပေးရမှာဖြစ်တဲ့အတွက်ဒါကိုတူတဲ့စာလုံးဖြစ်တဲ့စန့်ကျင်ဘက်စာလုံးဖြစ်တယ်ဆိုတာကိုသိထားရင်အဆင်ပြေမှာဖြစ်ပါတယ်။ဂောဘူဟာတာဂောဇောဟာတာကညင်းဆိုသည်ဟောယုံဟာတာဟောရက်ခါတာကခွင့်ပြုသည်နောက်တစ်လုံးကိုကြည့်အောင်မာနာတာတွေ့ဆုံသည်ဆိုရင်ဟဲဩကြည်တာခွဲခွာသည်မာနာတာတွေ့ဆုံသည်ဆိုရင်ဟဲဩကြည်တာခွဲခွာသည်မာနာတာတွေ့ဆုံသည်ဟဲဩကြည်တာခွဲခွာသည်နောက်တစ်လုံးဂေါရွန်ဟာတာလက်ထပ်သည်ဆိုရင်ဤဟွန်ဟာတာကွာရှင်းသည်ဂေါရွန်နာတာလက်ထပ်သည်ဆိုရင်ဤဟွန်ဟာတာကွာရှင်းသည်결혼하다လက်ထပ်သည်이혼하다ကွာရှင်းသည်နောက်တစ်လုံးကြည့်အောင်이하다အလုံးလုံးသည်ဆိုရင်ရွှီတာကနားသည်အလုံးမလုံးဘူးပေါ့နော်이하다အလုံးလုံးသည်ရွှီတာနားသည်နောက်တစ်လုံး가볍다ပေါ့သည်ဆိုရင်무겁다လေးသည်가볍다ပေါ့သည်ဆိုရင်무겁다လေးသည်가볍다ပေါ့သည်무겁다လေးသည်နောက်တစ်လုံးကြည့်အောင်기쁘다ဝမ်းသာသည် 기쁘다ဝမ်းသာသည်သူရဲ့ဆန့်ကျင်ဘက်က슬프다ဝမ်းနည်းသည်ဖြစ်နိုင်တယ်လို့ဟွာကားနာတာဒေါသထွက်သည်လည်းဖြစ်နိုင်ပါတယ် 기쁘다ဝမ်းသာသည်ဆိုရင်슬프다ဝမ်းနည်းသည်ဟွာကားနာတာဒေါသထွက်သည်기쁘다 완다သည် 슬프다 완네သည် 화가 나다 로다 터디 နောက်တစ်လုံးကြည့်အောင် 행복하다 ပျော်ရွှင်သည်စံကျင်ဘက်က 슬프다 완네သည်သို့မဟုတ် 불행하다 မပျော်ရွှင်ပါဆိုတဲ့အဓိပ္ပာယ် 행복하다 ပျော်ရွှင်သည်တဲ့
슬프다 완내디 불행하다 맞벼신바 이 행복하다의 산점마가 슬프다를 피난들로 불행하다를 피난 말에 루피아의 살롱범무리비과 유비함 접하네요. 나도로지야 예쁘다 뜸호 잘생기다 대배가 라디 초디 소리 대배 예쁘다 잘생기다 라디 초디 또의 산점바 살롱아 목생기다 역소디 목생기다 역소디 예쁘다 잘생기다 라디 초디 소인 목생기다가 역소디 예쁘다 잘생기다 라디 초디 목생기다가 역소디 나도로지야 뚱뚱하다 와디 소인 날씬하다 뱅디 뚱뚱하다 와디 소인 날씬하다 뱅디 뚱뚱하다 와디 소인 날씬하다 뱅디 나도로 위험하다 안리시디 소인 안전하다 လုံခြုံ디 위험하다 안리시디 소인 안전하다 လုံခြုံ디 위험하다 안리시디 안전하다 လုံခြုံ디 나도로 바쁘다 알롱냐디 소인 한가하다 알롱아디 바쁘다 알롱냐디 소인 한가하다 알롱아디 바쁘다 알롱냐디 소인 한가하다 알롱아디 로지야 평나다 또뭐 평리하다 아셈비디 소인 불편하다 아셈메비바 이 편하다의 선점바가 불편하다ဖြစ်ပါတယ်ဖြောင်းနာတာနဲ့ဖြောင်းလီဟာတာနဲ့ကတော့အဓိပ္ပာယ်တူတူပဲဖြစ်ပါတယ်ဖြောင်းနာတာဖြောင်းလီဟာတာအစဉ်ပြေသည်불편하다အစဉ်မပြေပါဖြောင်းနာတာဖြောင်းလီဟာတာအစဉ်ပြေသည်불편하다အစဉ်မပြေပါနောက်စာလုံးကြည့်အောင်조용하다တိတ်ဆိတ်သည်ဆိုရင်시끄럽다 수년디 조용하다 떼세디 소인 시끄럽다 수년디 조용하다 떼세디 시끄럽다 수년디 나글로지야 기엇나다 맘미디 소인 잊어버리다 밉지디 기억나다 맘미디 소인 잊어버리다 밉지디 기억나다 맘미디 잊어버리다 밉지디 나들로 동의하다 더보두디 소인 반대하다 산젠디 동의하다 더보두디 소인 반대하다 산젠디 동의하다 더보두디 반대하다 산젠디 나들로 지키다 라이나디 소인 어기다 초파우디 지키다 라이나디 소인 어기다 초파우디 지키다 라이나디 어기다 초파우디 나들로 더럽다 뜸호 지저분하다 니빼디 니빠디 더럽다 지저분하다 니빼디 니빠디 소인 깨끗하다 단신디 깔끔하다 따이야디 또의 반대말가 날라온 시발에는 더럽다 지저분하다 니빠디 소인 깨끗하다 단신디 아마모 깔끔하다 따이야디 깨끗하다 단신디 깔끔하다 따이야디 나들롱지야 좋아하다 짜이디 소인 싫어하다 맞자이바 좋아하다 짜이디 소인 싫어하다 맞자이바 좋아하다 짜이디 싫어하다 맞자이바 나들로 싸우다 옌피디 소인 화해하다 러다 빌레디 싸우다 옌피디 소인 화해하다 러다 빌레디 옌피디의 산점바가 빌레디ဖြစ်ပါတယ်
싸우다 얌피디 화해하다 더다 빌레디 너들로 걱정하다 세부디 소인 안심하다 세차디 걱정하다 세부디 소인 안심하다 세차디 걱정하다 세부디 안심하다 세차디 너들로 지야 조심하다 기우디사일로디 소인 부주의하다 너무는 나인디 조심하다 기우디사일로디 소인 부주의하다 너무는 나인디 조심하다 기우디사일로디 부주의하다 너무는 나인디 너들로 유용하다 떠오인디 소인 소용없다 떠오무에마 유용하다 떠오인디 소인 소용없다 떠오무에마 유용하다 떠오인디 소용없다 떠오무에마 너들로 게으르다 삐이디 소인 부지런하다 연락시디 게으르다 삐이디 소인 부지런하다 연락시디 게으르다 삐이디 부지런하다 연락시디 너들로 지야 검소하다 싸우디 소인 파괴하다 표차디 검소하다 싸우디 소인 파괴하다 표차디 검소하다 싸우디 파괴하다 표차디 나우살로 지야 부유하다 또뭐 부자되다 찬다디 소인 가난하다 생예디 부유하다 부자되다 찬다디 소인 가난하다 생예디 부유하다 부자되다 찬다디 소인 가난하다 생예디 너들로 풍족하다 풍부하다 충분하다 넉넉하다 외대배가 풀렁디 렁라우디 풍족하다 풍부하다 충분하다 넉넉하다 풀렁디 렁라우디 위에 산진바가 부족하다 모자라다 초대디 물렁라우바 부족하다 모자라다 초대디 물렁라우바 풍족하다의 산진바가 부족하다 ဖြစ်ပါတယ်နော်မိုဂျာရာတာလည်းဟုတ်ပါတယ်စာမျိုးဘက်မှာကသူပေးထားတဲ့စာလုံးပုံမူတည်ပြီးဟိုကရွေးရမှာဖြစ်လို့ဒီဟာတွေအကုန်လုံးကိုဟိုကသိထားတယ်ဆိုရင်လွယ်တကူရွေးလို့ရမှာဖြစ်ပါတယ်풍족하다 풍부하다 충분하다 넉넉하다 대배가 풀렁디 렁라우디 부족하다 모자라다 초대디 물렁라우바 너들롱지야오 익숙하다 쫀진디 소인 서투르다 쫀진바 익숙하다 쫀진디 소인 서투르다 쫀진바 익숙하다 쫀진디 서투르다 쫀진바 너들롱지야오 배가 고프다 바이사디 소인 배가 부르다 바이피디 배가 고프다 바이사디 소인 배가 부르다 바이피디 배가 고프다 바이사디 배가 부르다 바이피디 너들로 비가 오다 모여하디 소인 비가 그치다 못되디 비가 오다 모여하디 소인 비가 그치다 못되디 비가 오다 모여하디 비가 그치다 못되디 너들로 지야 해가 뜨다 니ထွက်디 소인 해가 지다 니ဝင်디 해가 뜨다 니ထွက်디 소인 해가 지다 니ဝင်디 해가 뜨다 니ထွက်디 소인 해가 지다 니ဝင်디နောက်တစ်လုံးကိုကြည့်အောင်နုံနုတုတာမျက်လုံးဖွင့်သည်ဆိုရင်နုံနုကမ်းတာမျက်လုံးမိတ်သည်နုံနုတုတာမျက်လုံးဖွင့်သည်ဆိုရင်နုံနုကမ်းတာမျက်လုံးမိတ်သည်နုံနုတုတာမျက်လုံးဖွင့်သည်နုံနုကမ်းတာမျက်လုံးမိတ်သည်
နောက်တစ်လုံးကြည့်အောင်ချက်ခါတာသဘောကောင်းသည်ဆိုရင်အခါတာစိတ်ပုတ်သည်ချက်ခါတာသဘောကောင်းသည်ဆိုရင်အခါတာစိတ်ပုတ်သည်ချက်ခါတာသဘောကောင်းသည်အခါတာစိတ်ပုတ်သည်နောက်တစ်လုံးကြည့်အောင်ဘုဒ္ဓကတ်သည်ဆိုရင်တဲတာခေါ်သည်ဘုဒ္ဓကတ်သည်ဆိုရင်တဲတာခေါ်သည်ဘုဒ္ဓကတ်သည်တဲတာခေါ်သည်ဘုဒ္ဓသို့မဟုတ်ဘုချီတာလည်းဖြစ်နိုင်ပါတယ်နော်ဘုဒ္ဓကကိုယ်တိုင်ကတ်တာဘုချီတာကကတ်သွားတာကိုကတ်လိုက်လို့ကတ်သွားတာကိုဘုချီတာလို့ပြောတာဖြစ်ပါတယ်နောက်စာလုံးကြည့်အောင်အကုခါတာနိုင်ငံသို့ဝင်လာသည်ချူကုခါတာနိုင်ငံမှထွက်ခွာသည်အကုခါတာနိုင်ငံသို့ဝင်လာသည်ချူကုခါတာနိုင်ငံမှထွက်ခွာသည်နောက်တစ်လုံးအကုမာတာငွေသွင်းသည်ဆိုရင်ချူကုမာတာငွေထုတ်သည်အကုမာတာငွေသွင်းသည်ဆိုရင်ချူကုမာတာငွေထုတ်သည်အကုမာတာငွေသွင်းသည်ချူကုမာတာငွေထုတ်သည်နောက်တစ်လုံးစုအဖာတာတင်သွင်းသည်ဆိုရင်စုချူဟာတာတင်ပို့သည်စုအဖာတာတင်သွင်းသည်စုချူဟာတာတင်ပို့သည်စုအဖာတာတင်သွင်းသည်စုချူဟာတာတင်ပို့သည်နောက်တစ်လုံးကိုကြည့်အောင်ဂိုင်းဖာတာအဖွဲ့ဝင်သည်ထားထွေဟာတာအဖွဲ့မှထွက်သည်ဂိုင်းဖာတာအဖွဲ့ဝင်သည်ထားထွေဟာတာအဖွဲ့မှထွက်သည်ဂိုင်းဖာတာအဖွဲ့ဝင်သည်ထားထွေဟာတာအဖွဲ့မှထွက်သည်နောက်စာလုံးအပွန်ဟာတာစေယုံတက်သည်ထွေဝန်ဟာတာစေယုံစင်းသည်အပွန်ဟာတာစေယုံတက်သည်ထွေဝန်ဟာတာစေယုံစင်းသည်အပွန်ဟာတာစေယုံတက်သည်ထွေဝန်ဟာတာစေယုံစင်းသည်နောက်စာလုံးကိုကြည့်အောင်ချွေจิกခါတာအလုံးဝင်သည်အလုံးရသည်ထွေจิกခါတာအလုံးထွက်သည်ချွေจิกခါတာအလုံးဝင်သည်အလုံးရသည်ထွေจิกခါတာအလုံးထွက်သည်ချွေจิกခါတာအလုံးဝင်သည်ထွေจิกခါတာအလုံးထွက်သည်ဖြောင်းနှံနာတာစိတ်အေးချမ်းသည်ဘူရန်နာတာစိတ်ပူပန်သည်ဖြောင်းနှံနာတာစိတ်အေးချမ်းသည်ဘူရန်နာတာစိတ်ပူပန်သည်ဖြောင်းနှံနာတာစိတ်အေးချမ်းသည်ဘူရန်နာတာစိတ်ပူပန်သည်နောက်စာလုံးထွန်းထွန်းနာတာတန်မာသည်ရက်ခါတာပြော့ပြောင်သည်အားနေသည်ထွန်းထွန်းနာတာတန်မာသည်ရက်ခါတာပြော့ပြောင်သည်အားနေသည်ထွန်းထွန်းနာတာတန်မာသည်ရက်ခါတာပြော့ပြောင်သည်အားနေသည်နောက်စာလုံးတစ်လုံးဤရုပ်တာအကျိုးအမြတ်ရှိသည်ဟေရုပ်တာနိနာဆုံးရှုံးသည်ဤရုပ်တာအကျိုးအမြတ်ရှိသည်ဟေရုပ်တာနိနာဆုံးရှုံးသည်ဤရုပ်တာအကျိုးအမြတ်ရှိသည်ဟေရုပ်တာနိနာဆုံးရှုံးသည်နောက်စာလုံးယူရီဟာတာအကျိုးရှိသည်ဘူရီဟာတာအကျိုးမဲ့သည်ယူရီဟာတာအကျိုးရှိသည်ဘူရီဟာတာအကျိုးမဲ့သည်ယူရီဟာတာအကျိုးရှိသည်ဘူရီဟာတာအကျိုးမဲ့သည်နောက်စာလုံးအိုဟေဟာတာအထင်လွဲသည်ဟွာဟေဟာတာပြန်ပြေလေသည်အိုဟေဟာတာအထင်လွဲသည်ဟွာဟေဟာတာပြန်ပြေလေသည်ဒေါသပြေသည်ပေါ့နော်အိုဟေဟာတာအထင်လွဲသည်ဟွာဟေဟာတာပြန်ပြေလေသည်အားတာဖျားသည်ဝေဘုခါတာနလန်ထူသည်အားတာဖျားသည်ဝေဘုခါတာနလန်ထူသည်အားတာဖျားသည်ဝ
会不卡的人出的。နောက်စာလုံးကြည့်အောင်ဂျောလျက်ခါတာချွေတာသည်နန်းဘီဟာတာဖြုံးတီးသည်ဂျောလျက်ခါတာချွေတာသည်နန်းဘီဟာတာဖြုံးတီးသည်ဂျောလျက်ခါတာချွေတာသည်နန်းဘီဟာတာဖြုံးတီးသည်ဂျောလျက်ခါတာချွေတာသည်နန်းဘီဟာတာဖြုံးတီးသည်နောက်တစ်လုံးချူကွန်းဟာတာအလောက်တက်သည်ကျောကွန်းဟာတာအလုံးပြက်သည်ချူကွန်းဟာတာအလုံးတက်သည်ယောကွန်းဟာတာအလုံးပြက်သည်ချူကွန်းဟာတာအလုံးတက်သည်ယောကွန်းဟာတာအလုံးပြက်သည်အလုံးတက်သည်ဆိုတာကအလုံးကိုသွားတယ်အလွယ်ပြောတာအလုံးဆင်းသည်ပေါ့နော်နောက်တစ်လုံးကြည့်အောင်ချူဆော့ခါတာအတန်းတက်သည်ကျောဆော့ခါတာအတန်းပြက်သည်ချူဆော့ခါတာအတန်းတက်သည်ကျောဆော့ခါတာအတန်းပြက်သည်ချူဆော့ခါတာအတန်းတက်သည်ကျောဆော့ခါတာအတန်းပြက်သည်ဝီအပေါ်အာရဲအောက်ဝီအပေါ်အာရဲအောက်왼쪽 베베 오른쪽 야베 왼쪽 베베 오른쪽 야베နောက်တစ်လုံးနတ်နိဘမ်ညနတ်နိဘမ်ညနောက်စာလုံး개인တတိပုဂ္ဂလဆိုရင်단체အဖွဲ့အစည်း개인တတိပုဂ္ဂလဆိုရင်단체အဖွဲ့အစည်း개인တတိပုဂ္ဂလ단체အဖွဲ့အစည်းနောက်တစ်လုံးဤဟာအောက်ဆိုရင်ဤဆန်းအထက်ဤဟာအောက်ဆိုရင်ဤဆန်းအထက်ဒီမှာဟာရဲ့ဆန်းရဲ့ကိုပဲမှတ်ထားရင်ရပါတယ်နော်ဟာကအောက်ဆန်းကအထက်နောက်စာလုံးကြည့်ရအောင်영하တုံညအောက်영상တုံညအထက်영하တုံညအောက်영상တုံညအထက်영ဆိုတာတုံညကိုပြောတာဟာဆိုတာကအောက်ဆန်းဆိုတာကအထက်ဒါကြောင့်영하တုံညအောက်영상တုံညအထက်နောက်စာလုံးကိုကြည့်အောင်ဘူဟာလက်အောက်ငယ်တာဆန်းစာအထက်လူကြီးဘူဟာလက်အောက်ငယ်တာဆန်းစာအထက်လူကြီးဒီမှာလဲဟာရဲ့ဆန်းငယ်ပါတယ်နော်ဘူဟာလက်အောက်ငယ်တာဆန်းစာအထက်လူကြီးနောက်တစ်လုံးကြည့်အောင်ကဲအော့လုပ်ငန်းစတင်ခြင်းဖဲအော့လုပ်ငန်းဖြတ်သိမ်းခြင်းကဲအော့လုပ်ငန်းစတင်ခြင်းဖဲအော့လုပ်ငန်းဖြတ်သိမ်းခြင်းကဲအော့လုပ်ငန်းစတင်ခြင်းဖဲအော့လုပ်ငန်းဖြတ်သိမ်းခြင်းနောက်တစ်လုံးကြည့်အောင်ကဲကောင်တင်တန်းစတင်ခြင်းဒုံကောင်တင်တန်းပြီးဆုံးခြင်းကဲကောင်တင်တန်းစတင်ခြင်းဂျုံကောင်တင်တန်းပြီးဆုံးခြင်းဒီအရှိမရှိတဲ့ဒီဂဲတွေကစတင်ခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်စာလုံးကြည့်အောင်ဤအကျိုးအမြတ်ဆိုရင်ဆုံးဟဲဆုံးရှုံးမှုသို့မဟုတ်ပျက်စီးမှုဤအကျိုးအမြတ်ဆုံးဟဲဆုံးရှုံးမှုပျက်စီးမှုဤအကျိုးအမြတ်ဆုံးဟဲဆုံးရှုံးမှုပျက်စီးမှုနောက်တစ်လုံးကြည့်အောင်တန်းကြောင့်အားနည်းချက်ဆိုရင်တန်းကြောင့်အားသာချက်တန်းကြောင့်အားနည်းချက်ဆိုရင်တန်းကြောင့်အားသာချက်တန်းကြောင့်အားနည်းချက်ဆိုရင်တန်းကြောင့်အားသာချက်နောက်တစ်လုံးကြည့်အောင်ဂုံထုံးကြောင့်တူညီချက်ဆိုရင်ခြားကြောင့်ခြားနာချက်ဂုံထုံးကြောင့်တူညီချက်ဆိုရင်ခြားကြောင့်ခြားနာချက်ဂုံထုံးကြောင့်တူညီချက်ဆိုရင်ခြားကြောင့်ခြားနာချက်နောက်တစ်လုံးဂျာဆယ်ဟီအသေးစိတ်
초저히 난난 쌌싸 또의 산진바가 대충 짠편 대충 짠편 자세히 아띠색 또 뭐 초저히 난난 쌌싸 또의 산진바가 대충 짠편 자세히 아띠색 초저히 난난 쌌싸 대충 짠편နောက်တစ်လုံးကြည့်အောင်နေဘူးအတွင်းဝယ်ဘူးအပြင်နေဘူးအတွင်းဝယ်ဘူးအပြင်ဒီနေနဲ့ဝယ်ကိုသိထားရင်ပဲရပါတယ်နော်နောက်တစ်လုံးကြည့်အောင်နေဟန်ဂျော့ကင်းနေဆောင်ဂျော့ကင်းဒီအဓိပ္ပာယ်ကမျိုးတိတ်ထားတော့မပွင့်လင်းတော့ပေါ့နော်နေဟန်ဂျော့ကင်းနေဆောင်ကြောက်ကင်းမပွင့်လင်းတော့မြို့တိတ်ထားတော့ဝေဟန်ကြောက်ကင်းပွင့်လင်းတော့ဝေဟန်ကြောက်ကင်းပွင့်လင်းတော့ဒီမှာနေရဝေရပါတယ်ပေါ့နော်နေကကိုယ့်ရဲ့အတွင်းထဲမှာစိတ်ထဲမှာပဲတိတ်ထားတတ်တယ်လူပေါ့နော်မပွင့်လင်းတဲ့သူမျိုးတိတ်ထားတတ်တဲ့သူမျိုးကိုနေဟန်ကြောက်ကင်းသို့မဟုတ်နေဆောင်ကြောက်ကင်းလို့ပြောတယ်ပေါ့နော်သူရဲ့စံချိန်ဘက်ကဝေဟန်ကြောက်ကင်းနောက်ဆုံးလုံးကြည့်အောင်ချိုလျန်းအနေငယ်ဒေလျန်းအများကြီးချိုလျန်းအနေငယ်ဒေလျန်းအများကြီးဆိုဆိုတာကနဲတယ်ဆိုတဲ့အဓိပ္ပာယ်ဒေဆိုတာကများတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ချိုလျန်းအနေငယ်ဒေလျန်းအများကြီးနောက်တစ်လုံးချွဲဆိုဟန်အနည်းဆုံးချွဲတယ်ဟန်အများဆုံးအတတ်နိုင်ဆုံးချွဲဆိုဟန်အနည်းဆုံးချွဲတယ်ဟန်အများဆုံးအတတ်နိုင်ဆုံးဒီမှာလဲဆိုရယ်ဒယ်ပါတယ်နော်ဆိုဆိုတာကနေတာဒယ်ဆိုတာကများတာချွဲဆိုဟန်အနည်းဆုံးချွဲတယ်ဟန်အများဆုံးအတတ်နိုင်ဆုံးနောက်တစ်လုံး관심စိတ်ဝင်စားမှုမူ관심စိတ်ဝင်စားမှုမရှိ관심စိတ်ဝင်စားမှုမူ관심စိတ်ဝင်စားမှုမရှိခြင်းဒီ관심ရဲ့ရှေ့မှာမူထည့်လိုက်တာ ਨੇ စန့်ကျင်ဘက်စာလုံးဖြစ်သွားပါတယ်နော်ဒါကြောင့်관심ဆိုရင်မူ관심နောက်စာလုံးယူလျိုအခဘေးဆိုရင်မူလျိုအခမဲ့ယူလျိုအခဘေးမူလျိုအခမဲ့ဒီမှာယူဆိုတာကပတ်ဆိုင်ပေးရတယ်ပေါ့နော်အခပေးရတယ်မူဆိုတာကမရှိခြင်းဆိုတဲ့အဓိပ္ပာယ်ဒါကြောင့်မူလျိုကအခမဲ့ဖြစ်ပြီးတော့မှယူလျိုကအခပေးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်လုံးကြည့်အောင်ယူကုပ်ဟူအီလာဇာယနာယမူကုပ်ဟူအီလာဇာမဲ့နာယယူကုပ်ဟူအီလာဇာယနာယမူကုပ်ဟူအီလာဇာမဲ့နာယဒီမှာယူဆိုတာကတော့ရရှိတယ်ပါဝင်တယ်ဆိုတဲ့အဓိပ္ပာယ်မူကတော့သူ့ရဲ့စန့်ကျင်ဘက်စာလုံးဖြစ်ပါတယ်မရှိခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်နော်ဒါကြောင့်ယူဆိုလို့ရှိရင်လာဇာရတယ်မူဆိုရင်လာဇာမဲ့နော်ယူကုပ်မူကုပ်နောက်တစ်လုံးကြည့်အောင်ဖြောင်းကြီးဂျာရက်ဂျူမာပိတ်ရက်ဖြောင်းကြီးဂျာရက်ဂျူမာပိတ်ရက်ဒီဖြောင်းကြီးဂျာရက်ဆိုတာကဂျာရက်9ရက်ပေါ့နော်တလင်းလာကနေတောက်ကြနေထိ9ရက်ကိုဖြောင်းကြီးလို့ခေါ်တယ်ဂျူမာကြတော့ဒီပိတ်ရက်စနေတနင်္ဂနွေ2ရက်ကိုဂျူမာလို့ပြောပါတယ်နော်ဒီဂျူမာက2ရက်ထဲပါစနေရက်တနင်္ဂနွေရက်အိုဂျွန်မနက်ပိုင်းအိုဟူညနေပိုင်းအိုဂျွန်မနက်ပိုင်းအိုဟူညနေပိုင်းအိုဂျွန်မနက်ပိုင်းအိုဟူညနေပိုင်းဆွန်ဘေစီနီယာဟူဘေဂျူနီယာဆွန်ဘေစီနီယာဟူဘေဂျူနီယာဆွန်ဘေစီနီယာဟူဘေဂျူနီယာနောက်စာလုံးကြည့်ရအောင်ဆွန်ဂျင်ဂူဖွံ့ဖြိုးပြီးနိုင်ငံဆွန်ဂျင်ဂူ
ဖွံ့ဖြိုးပြီးနိုင်ငံ개발도상국ဖွံ့ဖြိုးဆဲနိုင်ငံ개발도상국ဖွံ့ဖြိုးဆဲနိုင်ငံ선진국ဖွံ့ဖြိုးပြီးနိုင်ငံ개발도상국ဖွံ့ဖြိုးဆဲနိုင်ငံ최고အကောင်းဆုံးအမြင့်ဆုံး최저အနည်းဆုံးအနှိမ့်ဆုံး최고အကောင်းဆုံးအမြင့်ဆုံး최저အနည်းဆုံးအနှိမ့်ဆုံး최고ဆိုရင်최저နောက်စားလုံး입구ဝင်ပေါက်ဆိုရင်출구ထွက်ပေါက်입구ဝင်ပေါက်ဆိုရင်출구ထွက်ပေါက်ဒီမှာက if ရယ်ချူရယ်ဒီနှလုံးပဲသိရပါတယ်နော်ဝင်တယ်ထွက်တယ် 입구ဆိုရင်출구နောက်စားလုံး불법တရားမဝင်မှု합법တရားဝင်မှု불법ဆိုတာကတရားမဝင်မှု합법ကတရားဝင်မှု불법ဆိုရင်합법နောက်စာလုံးကြည့်ရအောင်직접 다이아이 고라이 직접 다이아이 고라이 간접 또에와이 드생근 간접 또에와이 드생근 직접ဆိုရင်간접နောက်စာလုံးကြည့်ရအောင်닝방 에이간 닝방 에이간ဆိုရင်난방အပူကန်난방အပူကန်닝방 난방အတန်တော့ကမတူဘူးနော်ဒါကလုံးဝကိုဖွင့်ဆိုတဲ့အတန်낭방မှာကအေတရဖြစ်တဲ့ကြောင့်닝방အေကန်낭방အပူကန်နောက်တစ်လုံး닝수 예에 온수 예부 닝수 예에 온수 예부 수ဆိုတာကရေကိုပြောတာဖြစ်ပါတယ်နင်းကအေးတယ်အုံးကပူတယ်ပေါ့နော်ဒီမှာလည်းအပေါ်မှာနင်းဆိုတာအေးတယ်ဒီနန်းဆိုတာကပူတယ်ဆိုတဲ့အဓိပ္ပာယ်နော်အဲကြောင့်နင်းဘန်းဆိုရင်အေးနန်းဘန်းဆိုရင်အပူဘန်းနင်းစုဆိုရင်ရေအေးအုံးစုဆိုရင်ရေပူနော်နောက်စားလုံးကိုအွန်းအပူချိန်မြင့်ခြင်းဂျောအွန်းအပူချိန်နှိမ့်ခြင်းကိုအွန်းအပူချိန်မြင့်ခြင်းဂျောအွန်းအပူချိန်နှိမ့်ခြင်းနော်အုံးဆိုတာကအပူချိန်ကိုပြောတာကိုနဲ့ဂျောကမြင့်တယ်နှိမ့်တယ်ဆိုတဲ့အဓိပ္ပာယ်နော်ကိုအွန်းဆိုရင်အပူချိန်မြင့်ခြင်းဂျောအွန်းဆိုရင်အပူချိန်နှိမ့်ခြင်းနောက်တစ်လုံးကြည့်ရအောင်ဖိဟဲကြနစ်နာသူဆိုရင်ဂါဟဲကြကျူးလွန်သူဖိဟဲကြနစ်နာသူဆိုရင်ဂါဟဲကြကျူးလွန်သူဖိဆိုတာကပြုတ်ခံရတဲ့သူဂါဆိုတာကကြည့်လောက်တဲ့သူနော်ဖိဟဲကြနစ်နာသူဂါဟဲကြကျူးလွန်သူနောက်တစ်လုံးကြည့်ရအောင်ဂါကြအတုအယောင်ဂျင်းကြအစစ်အမှန်ဂါကြအတုအယောင်ဂျင်းကြအစစ်အမှန်ဂါကြဆိုရင်ဂျင်းကြနောက်တစ်လုံးကြည့်အောင်ဂူမဲဂူအစ်ဆိုရင်ဝယ်ယူခြင်းဖမ်းမယ်ရောင်းချခြင်းဂူမဲဂူအစ်ဝယ်ယူခြင်းဖမ်းမယ်ရောင်းချခြင်းနောက်တစ်လုံးကြည့်အောင်ဂုံမြောင်ဆက်လိုက်မတော့ရဆိုရင်ဟုတ်ပြောင်းဆက်လိုက်တော့ရဂုံမြောင်ဆက်လိုက်မတော့ရဆိုရင်ဟုတ်ပြောင်းဆက်လိုက်တော့ရဂုံမြောင်ဆိုရင်ဟုတ်ပြောင်းဂုံဆိုတာကတားမြင့်တဲ့စာလုံးเนาะဒါကြောင့်ဂုံမြောင်ဆက်လိုက်မတော့ရနောက်စာလုံးကြည့်အောင်ဂျူကန်နေဆိုင်ယာကန်ညာဆိုင်ဂျူကန်နေဆိုင်ယာကန်ညာဆိုင်ဒီဂျူရဲ့ယာရဲ့ကိုသိထားရင်ပဲရပါတယ်เนาะနောက်စာလုံးဟင်းအုံကန်ကောင်းချင်းဘူရွန်ကန်ဆိုချင်းဟင်းအုံကန်ကောင်းချင်းဘူရွန်ကန်ဆိုချင်းဟင်းအုံကန်ကောင်းချင်းဘူရွန်ကန်ဆိုချင်းနောက်တစ်လုံးဒေါ်ပိုတယ် more ပေါ့နော်ဒေါ်ပိုတယ် more doll ရော့တယ် s doll ရော့တယ်ဒီမှာပိုတာကကြတော့လက်တက်မပါဘူးရော့တာကြတော့လက်တက်ပါတယ်နော်ကွဲကွဲပြားပြားသိချင်တယ်ဆိုရင်သူကတစ်လုံးပဲမှတ်ပေါ့နော်ဒီအသက်မပါတဲ့ဟာကပိုတယ်အသက်ပါတဲ့ဟာကရော့တယ်ဒီအသက်ပါတဲ့အ
တက်ကလက်တက်ဖြစ်တဲ့အတွက်ကြောင့်ဟိုက short လေပေါ့နော် short မှာလပါတယ်အဲ့လိုတွဲမှတ်ရင်ရပါတယ်နှုတ်မို့ဆိုရင်စာလုံးပေါင်းမားမှာကြောက်တဲ့အတွက်ဒီဒေါနဲ့ဒေါကိုကိုကွယ်ပြပြသိဖို့အတွက်ဒီဒေါရဲ့အောက်မှာလက်တက်ပါရင်ဒါဟာမြန်မာလိုလဲ short လစာလုံးပေါ့နော်ရော့တယ်ဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင်ဒီစန့်ကျင်ဘက်စကားတွေကိုလေ့လာခဲ့ရတာဖြစ်ပါတယ်ဒီစာလုံးတွေကိုထက်ကဖတ်မှတ်နားထောင်ထားမယ်ဆိုလို့ရှိရင်စိုက်မှုဘက်မှာလာတဲ့အခါမှာကိုဟာတွေ့တဲ့အခါမှာအလွယ်ကူဆုံးရွေးချယ်နိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်